AR တိုင်းဒေသကြီးမအူပင်ခရိုင်ပန်းတနော်မြို့နယ်မိသက်ဦးစီးဌာနကကြေးရွာအခြေပြုမိဘလုံခြုံရေးအသိပညာပေးဟောပြောခြင်းနဲ့လက်ကမ်းစာဆောင်ဖြန့်ဝေခြင်းကိုမြို့နယ်မိသက်ဦးစီးမှုဦးမောင်မောင်ဦးရဲ့လမ်းညွှန်မှုဖြင့်ဒီကနေ့မနက်ပိုင်းကဇေယျလှကြီးကြေးရွာအုပ်စုစံကြကြေးရွာရှိဖူးအောင်ကျူခမ်းမမှာကြေးရွာအခြေပြုမိဘလုံခြုံရေးဟောပြောခြင်းမိဘတရေမူရေးလက်ကမ်းစာဆောင်များဖြန့်ဝေခြင်းကိုကွင်းဆင်းဆောင်ရွက်ပါတယ်။အဲဒီလိုဆောင်ရွက်ရမှာပန်းတနော်မြို့နယ်မိသက်စခန်းမှာလက်ထောက်မိသက်ဦးစီးမှုဦးအေးမင်းထွန်းဦးဆောင်ပြီးတန်ဒီမိသက်တပ်ဖွဲ့ဝင်3ဦးနဲ့ဇဲလာကြီးကြေးရွာအုပ်စုအုပ်ချုပ်ရေးမှူးဦးအောင်အေးနဲ့တူမိသက်စီဘူးလက်တွေ့အသုံးပြုခြင်းများကိုကြေးရွာရှိပြည်သူ200ဦးခန့်ကိုမိဘလုံခြုံရေးအသိပညာများဟောပြောပြီးအသိပညာပေးလက်ကမ်းစာဆောင်များအခမဲ့ဖြန့်ဝေပေးခဲ့ပါတယ်။ပန်းတနော်မြို့နယ်မိသက်ဦးစီးဌာနမှတာသနိကအဆောက်အဦများဘာသာရေးဆိုင်ရာအဆောက်အဦများ73စီအယောင်ဆိုင်များဈေးများစာသင်ကျောင်းများစက်ရုံအလုပ်ရုံများဌာနဆိုင်ရာများတဲခိုကန်များဓမြဩဇာအယောင်ဆိုင်များစားတောက်ဆိုင်များလူနေအိမ်များတိမ်တက်တိမ်စင်မိဘလုံခြုံရေးစစ်ဆေးခြင်းများကိုအရှိန်အဟုန်မပြတ်ဆောင်ရွက်လျက်ရှိတယ်လို့သတင်းရရှိပါရခင်ဗျာ